ယုံကြည်သူခရိယန်တယောက်အနေနဲ့ကျမတို့ဘဝမှာတခါတလေစုမတောင်းချင်လောက်အောင်ကျမ်းစာတွေမဖတ်ချင်တော့လောက်အောင်စိတ်သက်ကြတဲ့အချိန်ဝိညာဉ်ရမှာအားနည်းတယ်လို့ခံစားရတဲ့အချိန်လူတိုင်းမှာကြုံဘူးကြမယ်လို့ထင်ပါတယ်ကျမတို့အဲ့လိုကြုံတွေ့တဲ့အခါတွေတိုင်းမှာစိတ်ထွက်ပေါက်အနေနဲ့တခြင်းတွေကိုနားထောင်တတ်ကြပါတယ်တခြင်းတွေကိုနားထောင်တဲ့အခါမှာလောကနဲ့ဆက်ဆိုင်တဲ့တခြင်းတွေကိုတီးဆိုခြင်းနားထောင်ခြင်းဆိုလို့ရှိရင်ကျမတို့ခန္ဓာပိုင်းဆိုင်ရာမှာစိတ်ပိုင်းဆိုင်ရာမှာအပန်းပြေစေတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖျားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့တခြင်းတွေကိုသင်နားထောင်တဲ့အခါမှာသင်တီးဆိုတဲ့အခါမှာတော့ဖျားရဲ့တကိုးတော်ကလှုပ်ရှားလာတဲ့အခါမှာသင်ဟာခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးလွတ်မြောက်နိုင်တာဖြစ်ပါတယ်ချီးမွမ်းတခြင်းကိုးကွယ်ခြင်းတခြင်းတွေကိုသင်တီးဆိုတဲ့အခါမှာနားထောင်တဲ့အခါမှာဒီစာသားတွေကနေသဖြင့်ဘုရားသခင်ကတင့်ကိုပြန်ပြီးတော့မှနှိုးဆော်တဲ့အရာတွေဂတိပေးတဲ့အရာတွေဘုရားသင်နဲ့အတူပါရှိခြင်းအရာတွေကိုတင့်အသက်တာထဲမှာတပံခွန်အားယူဖို့ရအတွက်ပြန်လည်ပြီးတော့မှရရှိနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ချီးမွမ်းခြင်းတခြင်းဟာဘုရားသခင်ရဲ့မျက်မှောက်တော်ကိုကြိုဆိုနေခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့သင်ရှိတဲ့နေရာတိုင်းမှာသင်ချီးမွမ်းတခြင်းကိုနားထောင်ခြင်းသိဆိုခြင်းဟာဘုရားရဲ့သခင်ရဲ့မျက်မှောက်တော်ကိုသင်ကြိုဆိုနေခြင်းဘုရားသခင်ရဲ့တကိုးတော်ကိုလှုပ်ရှားဖို့ရအတွက်သင်ဟာပြင်ဆင်နေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ဖို့ရန်အတွက်အထူးလိုအပ်တာဖြစ်ပါတယ်။ကျွန်တော်တို့မိသားစုတွေနဲ့အတူရှိတဲ့အခါမှာလောကနဲ့ဆက်ဆိုင်တဲ့တခြင်းတွေကိုကျွန်တော်တို့ကနားထောင်တဲ့အစားဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့တခြင်းတွေကိုအတူတကွနားထောင်နေဖို့ရန်အတွက်အထူးလိုအပ်ပါတယ်။ဒီနေ့သင်သားသမီးတွေဟာကြီးလာတဲ့အခါမှာသူတို့စိတ်ကြိုက်နှစ်သက်ရာလောကနဲ့ဆက်ဆိုင်တဲ့တခြင်းတွေကိုသူတို့ရွေးချယ်ပြီးတော့မှနားထောင်ပိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့သင်နဲ့အတူရှိနေတဲ့အချိန်မှာတော့ကားထဲမှာဖြစ်ဖြစ်သင်ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့တခြင်းတွေကိုနားထောင်ခိုင်းပါအတူနားထောင်ပါကလေးတွေဖြစ်တဲ့အတွက်စာသားရဲ့အဓိပ္ပာယ်နားမလည်တဲ့အခါမှာစာသားတွေရဲ့အဓိပ္ပာယ်ကိုရှင်းပြပါစာသားတွေရဲ့နောက်ွယ်မှာရှိတဲ့အကြောင်းအရာတွေကိုသင်ဟာပြောပြခြင်းအဖြစ်ဒီနေ့နှုတ်နယ်ကလေးရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းမျိုးစိတ်ကိုကျဲနေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုသိမှတ်ပြီးတော့မှဒီနေ့ချီးမွမ်းတခြင်းနားထောင်ခြင်းအဖြစ်လေဘုရားသခင်ရဲ့အမှုကိုထမ်းဆောင်နိုင်တယ်ဆိုတဲ့အရာကိုနားလည်စေခြင်းတာဖြစ်ပါတယ်ချီးမွမ်းကိုးကွယ်ခြင်းကကျွန်တော်တို့နောင်ဖွဲ့မှုအမျိုးမျိုးကိုလွတ်မြောက်နိုင်တာဖြစ်ပါတယ်ပေါလုနဲ့သီလဟာကျိန်နဲ့ရိုက်နှက်ခြင်းခံရပြီးထောင်ထဲမှာလောင်ခြင်းခံရတဲ့အခါမှာဘာကြောင့်မလို့ဘုရားသခင်ကဒီလိုဖြစ်စေတာလဲဆိုပြီးတော့မှနာကျင်ကြိုက်ခဲတဲ့အကြောင်းမှာအပြစ်တင်နေမဲ့အစားသူတို့ဟာပထနာပြုပြီးတော့မှထာဝရဘုရားကိုချီးမွမ်းတခြင်းတည်ဆိုတယ်လို့နှုတ်ကပတ်တော်ထဲမှာပါရှိတာဖြစ်ပါတယ်။ဒါကြောင့်မလို့သင်ဟာချီးမွမ်းကိုးကွယ်ခြင်းတခြင်းကိုစတင်ပြီးတည်ဆိုလိုက်တဲ့အခါမှာအဲ့ဒီခဏချင်းမှာဒီနေ့ပေါလုနဲ့သီလရဲ့ထောင်တကားတွေဟာမြေလုတ်ခြင်းနဲ့အတူပွင့်ပြီးတော့မှသူတို့နဲ့အတူနှောင်ဖွဲ့တဲ့သူတွေပါလွတ်ခြင်းအခွင့်ရတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့သင်ကိုယ်တိုင်ချီးမွမ်းကိုးကွယ်ခြင်းတခြင်းကိုတည်ဆိုတဲ့အခါမှာနှောင်ဖွဲ့ခြင်းအမျိုးမျိုးကနေလွတ်မြောက်တဲ့သူဟာတင်မှမဟုတ်ပဲနဲ့တင်နဲ့ဆက်ဆိုင်တဲ့တင်မိသားစုတင်ချစ်ရတဲ့တဲ့အနီးပါးမှာရှိတဲ့သူတွေပါဝင်နိုင်တယ်လို့အခြေအနေမျိုးမျိုးကိုပြောင်းလဲစေနိုင်တာဖြစ်ပါတယ်။ချီးမွမ်းကိုးကွယ်ခြင်းတခြင်းဟာအတန်ကောင်းမှကြီးတဲ့မှချီးမွမ်းဖို့မဟုတ်တယ်လို့ဘုရားကျောင်းထဲမှာမှချီးမွမ်းဖို့မဟုတ်ပါဘူးဒီနေ့ဘယ်အခြေအနေဘယ်လိုခံစားချက်မျိုးရှိနေပါစေဘုရားသခင်ဟာချီးမွမ်းကိုးကွယ်ခြင်းကိုခံထိုက်တော်သူဖြစ်တယ်လို့သင်အနေနဲ့စိတ်နှလုံးထဲမှာမှတ်ပြီးတော့မှစိတ်နှလုံးပါလက်သင်ချီးမွမ်းကိုးကွယ်တဲ့အခါမှာအဲ့ဒီနေရာမှာဘဝရဲ့ချီနှောင်ခြင်းအမျိုးမျိုးကနေလွတ်မြောက်စေနိုင်တာဖြစ်ပါတယ်ဒီချီးမွမ်းကိုးကွယ်ခြင်းဆိုတာခံစားချက်တွေကောင်းမှအခြေအနေတွေကောင်းမှနေရာတစ်ခုကိုရောက်မှချီးမွမ်းဖို့မဟုတ်ပါဘူးဘယ်နေရာမဆိုသင်ရဲ့ချီးမွမ်းကိုးကွယ်ခြင်းဟာဘုရားရဲ့တကိုးတော်ကိုလှုပ်ရှားစေမှာဖြစ်တယ်လို့အဲ့ဒီအရာတွေထဲကနေဘုရားသခင်တင့်ကိုအသစ်တပံခွန်အားယူစရာအကြောင်းဖြစ်စေမယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်မအနေနဲ့ချီးမွမ်းကိုးကွယ်ခြင်းတခြင်းတွေကိုနားထောင်ပါချီးမွမ်းပါတည်ဆိုပါလို့ကျွန်မအနေနဲ့အကြံပြုလိုပါတယ်အရောက်စီတိုင်းပေါ်ဘုရားသခင်အထူးကောင်းချီးပေးပါစေ